YouTube Short နဲ့ Instagram တို့မှာ view တွေပိုရနိုင်တဲ့ဒီလိုမျိုး ASMR car transformation video လေးတွေကိုဘယ်လိုလုပ်ရမလဲဆိုပြီးမေးထားတဲ့ညီကိုတွေအတွက်ဒီဗီဒီယိုမှာတဆင့်ချင်းရှင်းပြပေးထားပါတယ်ဒီလိုဗီဒီယိုလေးတွေကလောက်ရတာအရန်လွယ်ကူသလို Instagram နဲ့ YouTube Short တွေမှာလူကြိုက်များတာကြောင့် view တွေလည်းပိုရနိုင်ပါတယ်ဗျ Okay ဒီတော့စလိုက်ကြရအောင်ခါတိုင်းတော့ Chat GPT ကိုအသုံးပြုပြီးတော့ကျွန်တော်တို့က prompt ကိုထုတ်ခိုင်းတယ်ဒီတစ်ခါတော့ Cloud AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့က photo prompt နဲ့ video prompt တွေကိုထုတ်ခိုင်းဆိုင်ကြည့်မယ်လုပ်ငန်းလှုပ်ဆောင်ပုံချင်းကတော့ကျွန်တော်တို့အတူတူပါပဲเนาะဒါပေမဲ့ Cloud AI ကကျွန်တော်တို့ prompt တွေကိုထုတ်ပေးတဲ့အခါမှာ character consistency ဖြစ်အောင်ကျွန်တော်တို့ prompt တွေကိုရေးပေးနိုင်တယ်လို့ထင်လို့ကျွန်တော်ကဒီတစ်ခါ Cloud AI နဲ့စမ်းပြမှာဖြစ်ပါတယ်ကျွန်တော် account login မဝင်ရသေးတဲ့သူတွေအနေနဲ့ကတော့ကျွန်တော် Play Store တို့ App Store တို့မှာ download ဆွဲပြီးတော့ကိုယ့်ရဲ့ Gmail account နဲ့ login ဝင်လိုက်ပါ Okay တော့ Cloud AI တဲ့ကိုဝင်လိုက်မယ်เนาะဒီနေရာမှာကျွန်တော် description မှာချပေးထားတဲ့ prompt ကို copy ကူးပြီးတော့ Cloud AI တဲ့မှာ paste ချလိုက်ပါအဲ့ဒီမှာသူက car transformation လုပ်မယ်ကားအမည်ကောင်းစဉ်10ခုကိုသူကချပေးပါလိမ့်မယ်အဲ့ဒီမှာ BMW တို့ Mercedes တို့နောက်ပြီးတော့ Lamborghini တို့စတယ်ကျွန်တော်မသိတဲ့တခြားသောကားအမည်တွေလည်းပါပါတယ်နော် Okay အဲ့ဒီကောင်းစဉ်10ခုတဲ့ကကိုကဘယ်ဟာကိုအရင် generate လုပ်မလဲnumber 1 လား number 2 လား number 3 လားကိုကြိုက်တဲ့ number ကိုရွေးပြီးတော့ဒီ chat box ထဲမှာပဲထည့်လိုက်ပါကျွန်တော်ကတော့ number 5ဖြစ်တဲ့ Lamborghini ကိုစမ်းပြထားတာဖြစ်တဲ့အတွက်chat box ထဲမှာ number 5လို့ရေးထည့်ထားတယ်အဲ့ဒီမှာသူက sin 1 sin 2 sin 3 sin 4အထိကျွန်တော်တို့တခါတည်းဗီဒီယိုထုတ်လို့ရမယ် prompt တွေကိုသူကချပေးလိမ့်မယ်အဲ့ဒီ prompt တွေကို copy ကူးပြီးတော့ကျွန်တော်တို့က Google Flow မှာတွားပြီးတော့ဗီဒီယိုတခါတည်းထုတ်ရပါမယ်နော်အဲ့ဒီတော့ sin 1ကို copy ကူးထားပြီးတော့ကျွန်တော်တို့က Google Flow ကိုတွားမယ်ဒီတော့ new project ကိုခေါ်ပြီးတော့ကျွန်တော်တို့ကအရင်နှုန်းကဗီဒီယိုတွေလို့ပုံကနေဗီဒီယိုအဖြစ်မပြောင်းတော့ဘူးဗီဒီယိုကိုဓာတ်ရိုက်ပြောင်းမှဖြစ်တဲ့အတွက်အောက်က၄တောင်ကွက်ကလေးကိုနှိပ်လိုက်ပြီးရင်ဗီဒီယိုဆိုတာကိုရွေးထား ingredient ဆိုတာကိုရွေးထားမယ်နော်ဗီဒီယိုရဲ့ duration ကိုကျွန်တော်တို့က8စက္ကန့်မှထားမယ်ပြီးရင်စောနက sin 1က copy ကူးထားတဲ့ prompt ကိုပေးချပြီးတော့ဒီဘေးနားလေးကမြားလေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင်သူက cinematic ဆန်တဲ့ဗီဒီယိုလေးဖန်တီးပေးလိမ့်မယ်ဗီဒီယိုလေးရလာပြီကြည့်လိုက်မယ်နော်Okay ပထမဆုံးဗီဒီယိုတစ်ပုဒ်တော့ရပြီဒုတိယဗီဒီယိုကိုထုတ်ဖို့အတွက် Cloud က Sin 2က prompt ကိုတွားပြီးတော့ copy ယူပါမယ်ပြီးရင် Google Flow မှာလာပြီးတော့ page ချဘေးနားလေးကမြားလေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင်ဒီမှာဒုတိယမြောက်ဗီဒီယိုကိုထုတ်ပေးပါလိမ့်မယ်ဗီဒီယိုလေးရလာပြီနော်ကြည့်လိုက်မယ်စင်တူအတွက်ဗီဒီယိုတစ်ပုဒ်ထားရပြီအခုဗီဒီယိုထုတ်တဲ့ workflow ကပုံတွေထုတ်เสียမလို့ပဲဗီဒီယိုကိုတိုက်ရိုက်ထုတ်တာဖြစ်တဲ့အတွက်လွယ်တယ်မြန်တယ်စင်းရည်တော့ကလည်း၄ခုတည်းဖြစ်ပြီးတော့ duration ကလည်း8စက္ကန့်ဖြစ်တဲ့အတွက် Google Flow ကတစ်ရက်တာ free ပေးတဲ့ credit 50နဲ့ဗီဒီယိုတစ်ပုဒ်ကောင်းကောင်းထုတ်လို့ရပါတယ် Okay ဒီတော့စနကလုပ်ပြခဲ့တဲ့ပုံစံတိုင်းစင်း၄ခုစလုံးကဗီဒီယိုတွေကိုထုတ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီဗီဒီယိုအပိုင်းလေးတွေကိုအရှည်တစ်ပုဒ်ဖြစ်ဖို့အတွက် CapCut ထဲမှာလာပြီးတော့ assign like ကလေးထည့်ပြီးတော့ဆက်ပေးရပါမယ်အဲ့ဒါဆိုရင်တော့ cinematic ဆန်ပြီး Facebook Reel YouTube Short နဲ့ Instagram တို့မှာအစင်းနဲ့တင်လို့ရမယ် short video လေးရရှိလာပါလိမ့်မယ်ကဲဒီနီလန်းလေးအတိုင်းဗီဒီယိုတွေများဖန်တီးပြီးတော့ Instagram နဲ့ YouTube မှာ view တွေအများကြီးရကြပါစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဗျ